Hello ညာဘက် skin care လုပ်ပြီးကြပြီလားမလုပ်ရသေးရင် skin care တူတူလုပ်ကြမယ်ပြီးတော့ video ထဲမှာ budget friendly ဖြစ်ပြီးသုံးလို့ကောင်းတဲ့ skin care product လေးတွေကိုပြောပြမယ်အခုလိုအရာရာကုန်စည်နှုန်းတွေမြင့်တက်နေတဲ့အချိန်မျိုးမှာလေမျက်နှာသစ်စီကိုလုံးဝအောင်မို့ဖို့တတ်တာတော့မရှိရဲ့ဈေးနှုန်းလေးနဲ့ဟိုမှာ quality လေးကောင်းတာလေးတွေကရှာနေ mistake ကိုမမေ့နဲ့နော်ဒီအစိမ်းလေးသုံးကြည့်ပြီးသွားပြီအရန်ကြိုက်လို့အပြာလေးဆက်သုံးနေရ no sponsor နော်ကိုပတ်စံနဲ့ကိုဝယ်သုံးတာအနက်အားဖြင့်တော့ဒီ top back ဒီအစိမ်းရောင်လေးကိုပိုကြိုက်တယ်သူကအစိမ်းရယ်လိမ်မော်ရယ်အပြာရယ်သုံးမျိုးထွက်တယ်ပေါ့နော် skin ကို moisturizing ဖြစ်စေပြီး oil control ဖြစ်စေတယ်ဒီဘူးပေါ်ကစာလေးတွေကိုဖတ်ကြည့်ပြီးတော့ကိုယ့်အသားရည်အတွက်လိုအပ်ချက်လေးတွေကိုရွေးချယ်ပြီးတော့သုံးလို့ရပါတယ်အရင်နားမလည်ခင်တော့ကတော့လေမျက်နှာကိုရီတုပ်တဲ့အခါမှာတစ်ဖက်တည်းနဲ့တပြင်းပြင်းတုပ်ခဲ့ဘူးတည်တယ်မိုင်မဲမီရဲ့အမှားပေါ့နော်မျက်နှာလေးကအဆိုတက်ရှိနေတဲ့အချိန်လေးမှာပဲဒီဝီကတော့ essence လေးသုံးတယ် Derma Factory က niacinamide 11% ပါတဲ့ essence ဒီရဲ့ all time favorite ပါ niacinamide ကိုမသုံးချဘူးတည်ရဲ့သူတွေဆိုရင်ဒါနဲ့စလို့လည်းရတယ်လို့ဒီထက်နည်းတာနဲ့လည်းစလို့ရပါတယ်ဒီကတော့ niacinamide ပါတဲ့ဟာကိုဒီဟာနဲ့စပြီးသုံးကြည့်ခဲ့တာပေါ့နော်သူကဘယ်လိုလူတွေသုံးတယ်လဲဆိုရင်အသားအရည်ညစ်ညစ်တီတီဖြစ်နေတဲ့သူတွေသုံးကြည့်တယ်တကယ်ကို brightening တော်တော်လေးကောင်းပါတယ်တေချာတော့ဆွဲသုံးပေါ့နော်တရက်နှစ်ရက်နဲ့တော့မသိတာပါဘူး eye cream လေးရကောင်းမှမသိခဲ့တာလည်းအရင်ကမိုင်မဲမှုတွေကတခုပေါ့နော်ဒီအရင်က Mary Sammy ရဲ့ eye cream လေးကိုသုံးတာအခု Bella က ready နဲ့ပါတဲ့ eye cream လေးထွက်လို့ဒီဒါလေးကို try ကြည့်ချင်တယ်အဲ့တော့တေချာတော့သုံးကြည့်လိုက်အောင်မယ် result ကိုတော့တေချာသုံးပြီးမှပဲပြန်ပြီးတော့ sharing လုပ်ပေးပါမယ်မျက်လုံးသားတစ်ဝိုက်ကအရေးပြားဆိုတာလေမျက်နှာပေါ်မှာရှိတဲ့တခြားနေရာတွေထပ်ပို့ပြီးတော့သူကအရေးပြားပါပြီးတော့နူးညံ့တဲ့အစိတ်ပိုင်းဆိုတော့အရန်ပုတ်ဆွဲတာမလုံးနဲ့ပေါ့နော်လက်တကြွလေးနဲ့ပဲခပ်ဖွားဖွားလေးပဲဒီကတော့လိမ့်ပေးရပြီးမှခပ်ဖွားဖွားလေးပဲအဲ့လိုဆွဲပေးရပေါ့နော်အရန်ကြီးလောက်တဲ့အခါကြလို့ရှိရင်ဟိုအသားရည်မကောင်းတဲ့အဖြစ်မှာတော့ပျော့တွဲတာမျိုးတွေတစ်ခါကြလို့ရှိရင်လည်းအဲ့လိုညမြန်းရောင်ရမ်းတာဖြစ်တတ်ပါတယ် moisture ကိုတော့ GM solution ကထွက်တဲ့ hyaluronic cream လေးကိုသုံးနေပါတယ်သူကလေတကယ်ကိုသူ့ရဲ့လှုပ်ဆောင်ချက်အတိုင်း moisturizing effect ကိုလုံးဝအပြည့်အဝပေးရဲ့အပြင်မှာဈေးနှုန်းလေးကလည်းတော်တော်လေးသင့်တယ်နောက်တစ်မျိုးလေးသုံးသေးတယ်အလှည့်ကျသုံးတာပေါ့နော်ဒါလေးကလည်းဒီအမြဲတမ်းတုတ်တင်ကြ Derma Factory က moisture cream ဆိုပေမဲ့ gel cream လိုမျိုး texture လည်းအရင်ကောင်းတဲ့အပြင်မှာစိတ်ဝင်မှုလည်းတော်တော်လေးကောင်းတယ်အခုဒီ GM solution ရဲ့ texture လေးဆိုလဲကြည့်ကြည့်နော် cream ဆိုပေမဲ့ဆွဲရခတ်တာမျိုးတွေနောက်ပူပူကြီးတွေစစ်စစ်ကက်ကက်ကြီးဖြစ်မနေပဲနဲ့ gel cream လိုပုံစံမျိုးလေးပေါ့နော်လိမ့်လို့လည်းအဆင်ပြေတယ် skin care လုပ်ပြီးဆိုရင်နေရွက်နဲ့လဲပေးနေကိုလည်းမမေ့နဲ့နော်နောက်ဆုံးမှာတော့ lip mask လေးသုံးပါမယ်ဒါကလွေးကနေထွက်ထားတဲ့ lip mask ပါသူက local ရပဲထုတ်တာပေါ့နော်သူ့ရဲ့ lip scrub လေးလည်းဒီတွဲပြီးတော့သုံးနေပါတယ်ဒီရဲ့ night time skin care လေးကတော့ဒီလောက်ပါပဲဒီသုံးသွားတဲ့ပစ္စည်းလေးတွေကအရင်လေးစီမကြည့်ပဲနဲ့သုံးလို့လည်းကောင်းတယ် step တွေကလည်းရိုးရိုးရှင်းရှင်းပါပဲဗီဒီယိုလေးအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်အားလုံးပဲတတာ